လက်မတဲ့တိုင်းစီတီနဲ့ပြန်ဖွင့်ရလေဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာအသက်25ကျော်လာပြီးတော့ယနေ့ချိန်ဒီအောက်ကခုတ်တဲ့လူတွေရှိတယ်ရိုက်ပြီလားဒီအချက်ပေါ်လိုက်ပြီအမလို့ဘူးငါရဲ့စိုးရတဲ့ပါပြီဒီလိုယနေ့ချိန်ကြီးစားထားတာအလုံးလုံးတဲ့အဆုံးဆိုရိုက်နေပါခုအပြင်ထွက်ရင်လည်းအရာဆုံးဖြစ်ချင်တဲ့ထိုးရတယ်အရာဝင်ပြီးမထိုးအောင်လည်းကနေအရာဖုန်းကြီးဆက်ရှင်တို့တကွာကွာလုံးလက်နာရီရှာအဲ့လိုမျိုးလုပ်ခဲ့တဲ့မိန်းကလေးရှိတယ်ဆိုရင်ဒီဗီဒီယိုလေးအကျိုးပြရှိမယ်လို့ပြောပါတယ်ဒီလိုဒီဝင်ဝင်အဲ့လိုမျိုးဝင်အောင်လုပ်တဲ့အခါမှာအဲ့လိုသမီးသားရဲ့စင်ပြီးဖြစ်ကြတာပေါ့လေအဲ့လိုမျိုးစင်ပြီးဖြစ်ကြရင်ဒါကိုယောက်ျားလေးကနားလည်ပေးရမယ်ကိစ္စလို့မြင်တယ်နော်ဒီကိစ္စတွေကိုလည်းယောက်ျားလေးကပဲဖြေရှင်းရမယ်လို့ထင်တယ်ဒီစံရအမြင်ကြီးလာရင်သဘောတူလာတော့အဲ့ဒါကိုမြင်တယ်နော်ဒါပေမဲ့ကျွန်တော်ကအဲ့ဒါကအတိုင်းကြောင်မမှန်ဘူးလို့ပြောတယ်တက်ပတ်လေနောက်ကျော်လေတစ်ချက်ချင်းမှတန်းနဲ့ဖြစ်ရမယ်ဒီလိုလုပ်တော့အကောင်းဆုံးပေါ့လေယောက်ျားလေးနေတာဒါပေမဲ့ကျွန်တော်အပေါ်ရောက်အောင်ဆက်လက်တော့ပါနော်ချက်ပြီးတယ်တကယ်အဲ့ဒီကလုံးခံအောင်အဲ့ဒါအင်းဝတ်တဲ့မြင်ကနေရမျိုးရှိတတ်တယ်နော်ဒီတဲ့ပူကောင်းတာတော့ဒီလို34ကိုကျွန်တော်တို့ပေါ်လို့ကြာဒီလိုမျိုးဟုတ်ပြီဒီလိုဒီပါဆက်ပြီးကြည့်အောင်မျိုးလည်းနေလို့ခံကောင်းတယ်ပဲမရဘူးဒီလိုတော့တော့နားလေဒါပေမဲ့ခိုင်ရသူတို့ရဲ့အဲ့ဒါဖြစ်တော့တဲ့သမီးကရည်စားထားနေမှာပဲသူတို့ကရည်စားလိုက်တာလို့ဖြစ်သွားတယ်သူတို့ရဲ့အမြင်တွေပဲ expectation တွေတော့တိုင်းတာရှိတယ်ပြီးတော့သူတို့ expectation တွေတကယ်ပဲပြောနေထားလို့သူတို့ရခဲ့လာတဲ့ဒါမိကုန်ထုတ်စရာဝင်ထားပါတော့ဒါကြောင့်အရင်ဒီကြသွားတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလိုမျိုးအိမ်ကရုပ်ခံလို့သမီးကဒီလုံးထိနေဖြစ်ဆိုဒီတောင်မှာကိုယ့်ရဲ့တောင်ကိုကိုယ်ရှင်းတောင်နော်တချို့ရောက်ရှိရတယ်မမဝိုင်းနေဒီကြအိမ်ကိုယ်ရဲ့လုံးထိကနေအောက်ကိုအဲ့လိုတုံးနေမှာဒီလိုအဲ့ဒါဒီလိုဒီကနေဒီလိုတိုင်းဟုတ်ပြီဒီဒါပေမဲ့ရေဖိတ်ကြောက်သုံးတယ်ပဲဆွဲပါမစုနေနေရတယ်ရဲ့ဒီလားကိုတော့ဒီနေ့ကျသုံးပုံသေးသဘောမျိုးရရင်နော်ပုံသေးသဘောမျိုးရတယ်ကိုရှိရေတအားကြီးမှလားဒီပခုခုရေဖိတ်ကျသုံးကားလို့ကရတယ်ချင်းကရတယ်သုံးပွဲပါရပါလားသူရေဖိတ်ကျ16ရန်ကြီးတယ်အဲ့ဒါခတိုလုံးမလားခတင်လုံးမလားခတင်လေးပေါ့ခတင်လေးဆို1616နဲ့ပဲ16နဲ့ပဲ16နဲ့ပဲလက်ထုတ်ပြီးမှကြာအခါကြီးတကယ်ပေးလိုက်ပြီးအစားအခါကြီးကအဲ့ဒီကိုရှိပေးလိုက်မယ်ချုပ်မှလားဆုံးနဲ့လေအင်ကြီးအစားတစားပေးလိုက်မယ်စမ်းပြီးမှရှိရတော့အစားတယ်မထုတ်ချင်ဘူးရပုံချုပ်ချင်တဲ့နေရောဟိုစံသူများအေးမကြည့်ဘူးရတယ်နောက်ရကျချုပ်ပြီးသူများပစ္စည်းရတွေပေးပါမယ်အောက်ခါချေရလက်တလုံးခံတိုင်းမှာအောက်ခါချေရလက်တလုံးခံဟောအဲ့လက်ကလေးတိုင်ခံကြည့်မလို့ဟုတ်တယ်ဒီခိုင်းရော့အဲ့လိုကြာအလိုက်မကြည့်ဒီမှာဒီလိုမျိုးကန်ဒီတခါလေဒီမှာအတူနဲ့ထည့်ပြီးတာဒီလိုလေးဒီလိုကြီးသွားထည့်လိုက်ကြတော့ဟိုရပေကျိုးတွေကဟိုဖြစ်ပုံဒီလိုမျိုးလေးတို့မြောက်လိုက်တယ်နော်ဒီမှာလေဒီလိုမျိုးကင်တက်ကြတယ်ဒီလိုမျိုးပဲခံတယ်ဒီမှာဟုတ်တယ်အဲ့လို30နှစ်မင်းဖက်လေအောက်ခါကျရင်တူဟာသူကကိတ်တော့ကြတော့အဲ့တော့မင်းနဲ့တက်သွားလားဟုတ်တယ်ကြံ့ရင်တော့မရှိဘူးဒီနားလုံးမှာကြာတယ်ဘိုက်လို့ပါ3တိလား3တိခိုင်ပူအိုင်ပါကြံ့လည်းကိုချွေးကိုကြည့်ကျိုင်းနဲ့ညာဘက်တန်းရမယ်ချိုင်းဆိုရင်ညာဘက်တာမိန်းကလေးတွေကညာလေးမိန်းကလေးတွေကညာဘက်မှာလှုပ်ရှားများတော့အဲ့ဘက်ကပုံတုတ်တယ်တစ်ချက်တော့ဘယ်တန်းနေကြတော့ရောညာရောသူ့ဘယ်ဘက်တော့မေးလိုက်ကိုဘယ်တိုင်းတိုင်းဘယ်ဘက်တိုင်းမေးလိုက်ဘယ်ဘက်တိုင်းဘယ်ဘက်တိုင်းပေါ့ချို့ရနှစ်ဖက်သလုံးတန်းအဲ့ဒါဆုံးတိုင်းမှာငါးခုလောက်ကကွာတယ်လက်ပြရတယ်လက်သတောင်ကွာတယ်နော်16လောကတောင်လောကလည်းတိုင်းကွာလည်းဖတ်တယ်ထိုင်ကြတယ်သူလိုက်ဝင်လေတစ်ဖက်ကကြက်ပြီးချောင်းလာဖြစ်တယ်လက်မောင်းလည်းဒီညာဘက်ပဲညာဘက်ကအတုပ်ဆုံးနေရတယ်အတုပ်ဆုံးနေရတယ်နော်တခြားမှတ်ထားမယ်
ဒီလိုမျိုးတော့သွားမတိုင်းဒီလားဆိုဒီလိုမျိုးသွားတိုင်းလို့ဆိုအဲ့ဒါတော့တစ်ခါပူတာအဲ့လိုမျိုးမှာဘူးဒီရရဲ့အတုံးပတ်လေးကိုဒါလည်းလက်တလုံးခံတယ်73 73လောက်ဝ လက်ရှည်ဘယ်လောက်ယူလဲလက်စကလားလက်စကလားလက်တူလား လက်ရှိလောက်လိုက် အပြီးလက်ရှိလုံးလိုက်မယ် ရောင်စစ်ပုံရောင်စစ် လာစားကပေါ့ ကျမတို့ရှင်းကြိုင်ဘူး လက်စကလား ရောင်စစ် အတော့ဆရာပေါ့အဲ့ဆိုလက်တူဒီလောက်လောက်လားဒီလောက်ဆိုနည်းနည်းတော့ပုံအားနော်လက်တူဆိုတော့ဒီလောက် လက်ပုံပေါ်ရိုက်ပါလေရောင်ပါလေ တော့စစ်ထက်ဆိုအဲ့လိုဆိုရ စစ်တယ် စက် 10လက်မ10လက်မ10ခွဲ10လက်မအဲ့လောက်ပဲ စေလက်မပဲယူနော်စေလက်မစေလက်မကိုလက်ဝလည်းလက်တလုံးခံတိုင်းပါအဲ့လက်ရှည်ဆုံးတဲ့နေရာလက်ဝက30လက်ရှည်30อ่ะ အားပတ်လေကျိုးလည်းမစီးပေနဲ့ရတယ်မစီးတယ်ခါဟိုတိုင်းမှာဆိုကျိုးစီးသေးတယ်ကျိုးရင်စီးရတာတိုင်း ကျူးနဲ့တော့ပြီးတော့မှတိုင်း အဲ့ဒါဆိုလို့ရှင်တို့ကလေခါတို့ဘာလို့ခါအောက်ခါကျဲကိုရှည်တို့ကြတော့လေတိုင်းရပို့ပြီးတော့ပို့ပြီးမြင်လာတော့ ဟုတ်တယ်ခါတိတ်လုံးရောက်ကျူးချီ ချက်ကိုတိုင်းနေညီမလေး ready to wear ဘာမှချက်ညီမဦးစံတော့ပို့ထားရှိရတော့ ဟုတ်လား ဟုတ်တယ် အမလည်းမခိုင်ဘူးလက်ထဲရမှာနော်သူထဲမှာဒီကတင်ထားတယ် သူကတတိကလုံးတယ်လား 28ဒါလည်း တ လက် တိ တ က လုံး လုံးလို့လား တိတ်ကတော့လား စက်ကခါလားဟုတ်ပါ စကခံဖို့အင်ဂျီခါ တိတ်ကတော့လားဘလို့ရှိရဒီကဗီဒီယိုခိုင်နဲ့ကုန်ရှိရအမသိချင်တာအဲ့ဒါပဲဝင်ကြည့်လို့ရ 28စကခါကျတော့လက်တလုံးခံတယ်တော့ဟိုအင်ဂျီခါကျတော့လက်တလုံး28ပဲ အေးကြ ဒီကြကဖြေမောက်ဆုံးရင်ရှစ် တော့တော့ကြမှာမလည်းမခိုင်ဒီချပြန်ပြပြီးမယ်တိုင်းရမှာ ပတ်လေ ဒါအကျန်းပေါ့ ဒါအကျန်းပြတယ် ဆရာကြီးမဟုတ်ဆရာလေးတွေပြတယ် ချွေးတော်ဒီနဲ့ကိုကို တင်ပတ်လေနော် ဟုတ်တယ် တင်ပတ်လေက ဒီလုံးခဲ့ရမှာ မထည့်အောင်စကတ်ခါရမထည့် အဲ့ဒီမှာမကိုယ်တိုင်းပြတဲ့ဗီဒီယိုခိုင်ရှိရတော့ ရှိရဒီချက် ပို့ထားမှာ ဟုတ်တယ် 38ခွဲ စကရှိ စကတ်ရှိ စကရှိ ဘေးရတိုင်လာ ဒီ တယ် နာဒီနာ အင်ကြီးချက်သားတယ်နော် 36 အင်ကြီးချက်သားတယ်နော် အဲ့ဆိုရင်ခါ အင်ကြီးချက်သားတယ်မကတော့အောင်တယ်မယ်ပဲနော်ဒူတွေတုပ်လေးထိုင်းလေ 36ဆိုရင်တော့ဟိုချင်းမျက်စိအောက်တော့ရောက်တော့ ချင်းချင်းကြောင်ရောက်ချီဟိုချင်းမျက်စိဟိုအဲ့လောက်ကလမ်းမလောက်ကဟိုလောက်လာမှာတော့နောက်ဆိုရင်မုတ်ပေါင်းစာတွေပါမုတ်ပေါင်းစာတွေပြီးကြမှာထည့်ရမှာလားမအတင်းဟိုကလေတိုင်းတာနဲ့อ่ะရိုးသူတို့ဝလိုက်တဲ့ခါမှာ နည်းနည်းဒီရွတ်တော့ဖြစ်နေ ပြတ်သွားတယ် အဖူ36လို့ 36ကပုံမှန်ချုံနေကြတရွတ်မဖြစ်ဘူးဒီချင်းမျက်စိဒီကွက်တီတွေနားတဲ့ချင်းမျက်စိကွက်တွေချင်းမျက်စိအောက်ချင်းလို့တော့ဒီဘက်ကလည်းဘေးကနေဆက်တိုက်နေတယ် အော်30ဒီလောက်36